ဒီနေ့ပြောမယ့်အကြောင်းကတော့ PowerPoint ထဲမှာဒီ slide number တွေကိုဘယ်လိုမျိုးအလွယ်တကူတက်လို့ရလဲဆိုတာရှင်းပြမှာဖြစ်ပါတယ်။အဲ့တော့ဒါဒီကျွန်တော်ရဲ့ boring PPT ဖြစ်ပါမယ်။အခုဒါဒီ daily PowerPoint tips and trick ရဲ့နံပါတ်041ကိုရောက်ပါပြီ။ဒီအောက်က playlist ထဲမှာကျွန်တော်တစုတစည်းတဲ့ထားပေးထားပါတယ်။အဲ့တော့ရှေ့ရဟာတွေကိုသွားပြီးတော့အဲ့မှာကြည့်လို့ရပါမယ်။အဲ့တော့ slide number ကိုကျွန်တော်တို့အလွယ်ဆုံးတက်တဲ့နည်းကိုကျွန်တော်ပြရမယ်ပေါ့နော်။အဲ့ဒါကဘာမှလဲဆိုရင်ဒီ insert တွေကိုသွားလိုက်ပါ။ insert တွေကိုသွားပြီးရင်ဒီမှာ slide number ဆိုတာလေးကိုတွေ့လိမ့်မယ်။အဲ့ဒါလေးကိုကျွန်တော်တို့နှိပ်လိုက်ပေါ့နော်။နှိပ်လိုက်လို့ရှိရင်ဒီမှာအခုလိုမျိုးပေါ်လိမ့်မယ်ပေါ့နော်။အဲ့တော့ကျွန်တော်တို့ထဲမှာဒီ slide number ဖြစ်တဲ့အတွက်ဒီ slide number ဆိုတာလေးကိုအမှန်ချစ်ပါ။ကျန်တာတွေလည်းရှိသေးတယ်ပေါ့နော်။အဲ့ဒါတွေတော့ဒီ video မှာကျွန်တော်မပြောတော့ပါဘူး။အဲ့ slide number ကိုနှိပ်လိုက်ဒီမှာဆိုဘယ်ကစမလဲဆိုတာမေးမယ်ပေါ့နော်။ကျွန်တော်တို့ကတစ်ကစချင်တာဒါမှမဟုတ်နှစ်ကစချင်တာကြိုက်တဲ့နေရာစလို့ရတယ်ဗျာ။ကျွန်တော်တို့ဒီတစ်ကပဲစမှာဖြစ်တဲ့အတွက်ဒီတစ်ကိုပဲအမှန်ချစ်တစ်ကိုပဲထားလိုက်မယ်ပေါ့နော်။ဒီမှာပြောင်းချင်ဒီလိုလေးပြောင်းလို့ရမယ်။အဲ့ရပြီအဲ့ဒါပြီးရင် apply to all ဆိုတာနှိပ်လိုက်မယ်ပေါ့နော်။ဒါဆိုရင်အခုဒီမှာမြင်ရလိမ့်မယ်အခုဒီမှာကြည့်လိုက်ပေါ့နော်။ဒီမှာဆိုရင်တစ်ဆိုပြီးတော့ပေါ်နေပေါ့နော်သို့တော့တေးသေးလေးဖြစ်တယ်ပြီးတော့လို့ရှိရင်ဒီအယောင်လေးကလည်းဒီသူ့ပါပြီးသားအယောင်လေးကိုပဲထားပြီးသားဖြစ်တယ်ပေါ့နော်အဲ့တော့ဒီနေရာမှာအရေးကြီးတဲ့ဟာအခုမှလာမယ်ပေါ့နော်ခုနကတော့ဟာတော့လွယ်တယ်အဲ့တော့ဒါကလူတိုင်းလုပ်တတ်ပြီးသားဖြစ်လိမ့်မယ်အဲ့တော့ဒီဟာတွေကိုဘယ်လိုမျိုး customize လုပ်လို့ရလဲကိုစိတ်ကြိုက်ဘယ်လိုပုံဖော်လို့ရလဲအဲ့ဒါလေးကိုဒီနေ့ဒီအသေးစိတ်ပြောမှာဖြစ်ပါတယ်အဲ့တော့ဒီကောင်းကိုကျွန်တော်တို့ကဒီမှာတစ်ခုချင်းစီလုပ်ရင်လည်းရတယ်တစ်ခုချင်းစီလုပ်ရင်ကျွန်တော်တို့ဒီမှာကြီးကျင်နေဆိုရင်ပုံမှန် test တွေလိုပဲပေါ့နော်ဒါ shift control greater သို့မဟုတ် shift command greater နဲ့ကြီးလို့သေးလို့ရပါမယ်ဒါဆိုရင်ကြီးလိုက်တယ်ပေါ့နော်အဲ့တော့ဒါမူရင်းဟာကိုပြန်သွားမယ်ဆိုရင်ဒါမူရင်းဟာပြန်ဖြစ်သွားလိမ့်မယ်အဲ့တော့ဒါကပျောက်သွားပြီမူရင်းဟာဒီလိုဖြစ်လိမ့်မယ်ပေါ့နော်အဲ့တော့အဲ့မှာကျွန်တော်အယောင်ပြောင်းခြင်းလဲပုံမှန်တိုင်းပဲပုံမှန် test တွေကိုပြောင်းသလိုပဲအပြာရောင်ဆိုအပြာရောင်ဘိုးတင်ခြင်းဘိုးတင် font မျိုးစားကိုပြောင်းခြင်းဒီမှာ font မျိုးစားတွေပါလာပြီးတော့ပြောင်းလို့ရပါမယ်ဒါတော့တစ်ခုချင်းစီလိုက်လောက်တာပေါ့နော်အဲ့တော့ဒီတစ်ပြောင်းပြီးသွားရင်အောက်ကဟာကိုပြောင်းပြီးတော့မပြောင်းသေးဘူးပေါ့နော်ဒီအောက်မှာလည်းထပ်ပြီးတော့သေးစိတ်လိုက်ပြီးတော့ပြောင်းနေရမယ်ပေါ့အဲ့တော့ဒါတွေအကုန်လုံးကိုကျွန်တော်တို့တပြိုင်တည်းတစ်ခါတည်းပေါ့နော်တနေရာထဲမှာပြောင်းလို့ရတယ်အဲ့ဒါကိုကျွန်တော်ပြမယ်အဲ့တော့ဒီမှာကျွန်တော်ဘယ်လိုလုပ်မလဲဆိုရင်အခုဒီမှာတော့ထားလိုက်မယ်နော်ပြန်ပြီးတော့မူရင်းတိုင်းပဲပြန်ထားလိုက်မယ်ကျွန်တော်တို့ဘယ်ထဲကိုသွားမလဲဆိုရင်ဒီမှာ view insert တွေမဟုတ်ဘူးเนาะကျွန်တော်ဒီ view ဆိုတာရှိတယ်ပေါ့နော် view တွေကိုသွားလိုက် view တွေကိုသွားရင်အဲ့မှာကျွန်တော်တင်ထဲမှာဆိုကျွန်တော်ပြောနေရရှိတယ်ပေါ့နော်ဒီ master 3ယောက်ရှိတယ်ပေါ့နော်အဲ့ master 3ယောက်ထဲမှာဘယ် master ကိုသွားရွေးရမလဲဆိုဒီ slide master ကိုရွေးရမယ်အခုကျွန်တော်တို့ဒီ Jordan ရှိနေတဲ့ဟာဒီဒါ normal view ပေါ့နော်ကျွန်တော်တို့ဒီပုံမှန် editing တွေလုပ်တဲ့နေရာဖြစ်တယ်ဒီဟာဒီ master 3ခုရှိတယ် handout ရှိတယ် note ရှိတယ်ဒါကျန်တိုင်းမပြောဘူးဒီနေ့ပြောမှာဒီ slide master ကြောင့်ပြောမယ်အဲ့ slide master တွေကိုဝင်လိုက်ဒါတွေအကုန်လုံးပြောင်းသွားလိမ့်မယ်အသစ်ဖြစ်သွားလိမ့်မယ်အဲ့တော့အဲ့ထဲမှာကျွန်တော်တို့ကဘာလုပ်ကြမလဲဆိုရင်အခုဒီမှာတွေးလိမ့်မယ်သူ့မှာထားပြီးသားဟာလေးရှိတယ်ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်လာပြီးပြောင်းရင်ရပါပြီအခုဒီကောင်လေးကိုကျွန်တော်က page number ကိုပြောင်းမှာဖြစ်တဲ့အတွက်ဒါလေးကိုကလေးထောက်လိုက်ပြီးတော့လည်းဒီပုံမှာ home tab လေးရှိမယ် home tab တွေကိုဝင်လိုက်ဝင်ပြီးတော့ရင်ကျွန်တော်ထားခြင်းတဲ့ font ကိုရွေးပါဥမာကိုအကြောင်းမှာကဒီ format ဒီ Times New Roman ပေါ့နော်စသဖြင့်ကို font ရွေးကျွန်တော်ဒီမှာဒီ impact ကိုရွေးလိုက်မယ်အဲ့တော့ရွေးပြီးတော့ရင်ကျွန်တော်တို့အယောင်မှာပြောင်းခြင်းတည်ရင်ဒီမှာအယောင်ပြောင်းမယ်ပေါ့နော်ကျွန်တော်ကဒီမှာဒီအပြာရင်းအောင်လေးထားပါမယ်ပြီးသူ့ကိုကျွန်တော်ကဘိုးတင်ထားခြင်းနဲ့ site ကိုလည်းကျွန်တော်နည်းနည်းကြီးခြင်းနဲ့ဆိုရင်အခုလိုထားလိုက်ရပြီပေါ့နော်အဲ့တော့မှအဲ့လိုမဟုတ်သေးဘူးကျွန်တော်နောက်မှာဒီပုံအရောင်လေးတွေထည့်ခြင်းနဲ့ဆိုပါစို့ဗျာအဲ့ဒါဆိုရင်ကျွန်တော်ဘာလုပ်လို့ရလဲဆိုရင်သူ့ကိုကျွန်တော်ဒီပုံမှာ right click ထောက်လိုက် right click ထောက်ပြီးတော့ format shape တွေဝင်လိုက်ပေါ့နော်ဒီလိုကိုက Mac သုံးနေလို့ဆိုရင်အဲ့ဒါကိုနှစ်ချက်နှိမ်ရပြီနှစ်ချက်နှိမ်ညာဘက်မှာအခုလိုတက်လာလိမ့်မယ် Windows သုံးတဲ့လူဆိုရင်ခုနပြောသလို right click ထောက်ဒီ format shape တွေကိုဝင်လိုက်ရလိမ့်မယ်အဲ့တော့အဲ့ထဲမှာဒီမှာ fill ဆိုတာရှိတယ်အဲ့ fill ထဲမှာကျွန်တော် solid fill ဆိုတာရွေးလိုက်ရင်ဒီမှာအဖြူမဟုတ်ပင်တဲ့ဥပမာကျွန်တော်တို့ကဒီအရောင်လေးထားမယ်ဆိုရင်ဒီအရောင်လေးဒါမှမဟုတ်အဝိုင်လေးထားမယ်ဆိုရင်အဝိုင်အောင်လေးအခုလိုမျိုးလေးတွေထားလို့ရပါမယ်အဲ့ဒါအပြင်ဟိုမှဒီ shape ကိုမှကျွန်တော်တို့ဒီလိုမလိုချင်ဘူးအဝိုင်းလိုချင်လည်းရတယ်ပေါ့နော်ဒီထဲကိုသွားလိုက် chain shape ထဲမှာကျွန်တော်တို့ဒါလေးရှိတယ်အဲ့မှာနည်းနည်းလေးလာပြီးကစားလိုက်မယ်ပေါ့နော်နည်းနည်းကြီးချင်လည်းကြီးလိုက်ပေါ့အခုလိုလေးကျွန်တော်လှုပ်ထားလိုက်လို့ရပါတယ်အဲ့ဒါဆိုရင်ရပြီပေါ့နော်ဒါဆိုရင်သူက page number တိုင်းကိုဒီ format နဲ့ပြပေးမှာဖြစ်ပါတယ်အဲ့တော့ဒီမှာဒါပြီးတော့ကျွန်တော်ဘာလုပ်ကြမလဲဆိုရင်ဘဲမှမသွားနဲ့ဒီ slide master တွေကိုပြန်ဝင်ပါဝင်ပြီးတော့ဒီမှာ close master ဆိုတာရှိတယ်ပြန်ပိတ်လိုက်ပါပိတ်လိုက်ရင်ရပြီပေါ့နော်ဒါဆိုရင်ကြည့်လိုက်ခုနကတော့ထားခဲ့တဲ့ page number တွေဒီအကုန်လုံးမှာသူ့ကနေသူဒီပုံစံနဲ့လိုက်ပြီးတော့ပြောင်းသွားတာကိုတွေ့ရလိမ့်မယ်ပေါ့နော်အဲ့တော့အခုဒီမှာမှကျွန်တော်လာပြင်ရင်မရတော့ဘူးเนาะအခုဒီမှာတစ်ခုစီရင်တစ်ခုတော့ရလိမ့်မယ်အောက်ကဟာတွေဆိုရင်အခုလိုအသေးစိတ်ကြီးလိုက်ပြင်နေအောင်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဘာလုပ်ကြမလဲဆိုရင်အဲ့တော့သဘောမကျဘူးပေါ့နော်ဒီပုံစံသဘောမကျဘူးပြင်ကျင်နေဆိုရင်ကျွန်တော်တို့ကခုနအတိုင်းပဲ view တွေကိုသွားမယ် slide master တွေကိုပြန်ဝင်မယ်ပြန်ဝင်ပြီးတော့မှဒီမှာနည်းနည်းလေးသေးရင်ဒီကောင်ဒီလိုလေးသေးခဲ့ပေါ့အဲ့လိုလေးလုပ်လို့ရမှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ဒီမူရင်းမှာသေးပေါ့နော်ဒီအောက်ကဟာဒီမှာဝင်မသေးနဲ့ဒီအောက်ကတွေကဝင်သေးရင်သူကဒီလေးအောက်နဲ့ slide တွေကိုပဲသေးပြီးမှဖြစ်တယ်အဲ့တော့ဒါကျွန်တော်ပြောတော့အခုနားလည်မှနားလည်မယ်နားမလည်လေရတယ်အဲ့တော့ဒီ main slide ကြီးမှာပဲလာပြီးတော့သေးပါ
ဒါဒီ main ဖြစ်တယ်ပေါ့နော်အဲ့ main မှာတည်ရင်အကုန်လုံးသေးသွားမှာဖြစ်တယ်ပြီးတော့မှ close master ကိုပြန်နှိပ်လိုက်ပါဒါဆိုရင်ရပြီအဲ့တော့ဒီမှာဗာပြန်လောက်ကမလဲဆိုရင်ကျွန်တော်တို့ဒီ insert တွေကိုပြန်သွားမယ်ဒီမှာကျွန်တော်ပြရပါ page number အဲ့မှာ slide number တွေကိုပြန်ဝင်မယ်ပြီးပြီးတော့ဖြောက်လိုက်ပါနော်ဖြောက်ပြီး apply to ကိုပြန်နှိပ်လိုက်ဒါဆိုရင်အကုန်ပျောက်သွားမယ်ပြီးတော့မှပြန်ထည့်ကြည့်ပါပြီးရင် slide number apply to ကိုပြန်ထည့်လိုက်ဒါဆိုရင်ခုနကတော့ကျွန်တော်တို့ထားခဲ့တဲ့ format တိုင်းဒါပြီးတော့ဝင်နေမှာဖြစ်ပါတယ်အဲ့တော့ဒါဒီ slide number ကိုဒီနေ့ပြောခဲ့တဲ့အကြောင်းဒီကျွန်တော် slide number တွေကိုဘယ်လိုမျိုးမြန်မြန်ဆန်ဆန်ပေါ့နော်ကိုလူချင်တဲ့ font တွေကိုလူချင်တဲ့အကြောင်းတွေရအောင်ဘယ်လိုလုပ်ကြမလဲဆိုတော့ရှင်းပြခဲ့တာဖြစ်ပါတယ်အဲ့တော့အကျိုးရှိလိမ့်မယ်လို့ထင်ပါတယ်မဟုတ်ရင်ကျွန်တော်တို့တစ်ခုချင်းစီလိုက်ပြီးတော့ပြင်နေရမျိုးတွေဖြစ်မယ်ပေါ့နော်ဒီလိုမျိုးလုပ်ရင်တစ်ခါတည်းအားလုံးပြင်ပြီးသားဖြစ်သွားပါလိမ့်မယ်။နောက်ဒီနေ့ပြောခဲ့တာဒီ slide master အကြောင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်ပြောလို့ပဲဒီမှာ master 3ယောက်ရှိတယ်ပေါ့နော်အဲ့တော့တစ်ခုစီကသူ့အနေနဲ့သူရှိတယ်ဒီ slide master ထဲမှာလည်းကျွန်တော်မပြောခဲ့တဲ့တခြားဟာတွေကျန်သေးတယ်ဒီပုံမှာလည်းအများကြီးရှိနေသေးတယ်ပေါ့နော်အဲ့ကြောင့်နေသိချင်သေးကျွန်တော် comment မှာမှန်းခဲ့ပါနောက်ထပ် video လေးဆက်ပြီးတော့တင်ပေးပါမယ်အဲ့တော့ကျွန်တော်ရဲ့ဒီ tutorial video တွေကပြောနေကြတိုင်းပဲအကျိုးရှိရဆိုရင် comment မှာ yes လို့မှန်းခဲ့ပေးပါပြီးရင်ကျွန်တော် YouTube channel အသစ်ဖွင့်ထားပါတယ်အဲ့ဒါဒီ TikTok ရဲ့ဒီ bio ထဲမှာ bio မှာရေးထားရပါတော့အဲ့လိမ့်နဲ့ဝင်ပြီးတော့ကျွန်တော် YouTube channel လေးကိုကျွန်တော်အားပေးလို့ရှိရင်အဲ့မှာ subscribe လေးလုပ်ခဲ့ပေးပါအဲ့တော့ရပါပြီအဆုံးထိကြည့်ပေးအတွက်ကျေးဇူးတင်ပါတယ်နောက်သင်ခန်းစာတွေမှာကျွန်တော်တို့ပြန်တွေ့ကြပါမယ်